Hello အားလုံးပဲမင်္ဂလာပါရှင်စုဒါတာဖန်စီကောက်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ locket ကလေးတွေအများကြီးပြပေးပါမယ်ရှင်ကျွန်မအခုပထမဆုံးကင်ထားတဲ့ locket ကလေးကတော့ဒါကတော့ရွှေ locket ကလေးပါသူကကြတော့ရွှေသားကြီးပဲပေါ့နော်တခြားကြောက်တွေဘာမှမပါဘူးရွှေ locket ပုံစံလေးကိုမှသူကစနိုးမကင်းပုံစံလိုမျိုးပြောရမလားအဲ့လိုပုံစံလေးပေါ့နော်နောက်ကလေးကိုလှမ်းပြထားပါတယ်ဒါနောက်ပုံစံလေးကဘယ်လိုရှိလဲဆိုတာအသေးစိတ်ကြည့်လို့ရအောင်လို့ပါရှင်အတွင်းအပေါ်ဒီရလေခုံအနှင်းငယ်ခုံနေပေါ့နော်ပြီးတော့တရိကန်ပုံစံလေးတွေကိုဒီဇိုင်းဖော်ထားပေးထားပါတယ်ရှင် locket ကလေးဘယ်လောက် size ရှိလဲဆိုတာအတိအကျတိုင်းပြပေးမယ်ရှင်အဲဆိုဝယ်တဲ့သူလည်းပို့ပြီးတော့အဆင်ပြေအောင်လို့ပါရှင်ဒီဂျိတ်ကောင်းကနေတိုင်းမယ်ဆိုရင်နှစ်လက်မပေါ့နော်နှစ်လက်မရှိတယ်ပြီးတော့သူ့ရဲ့ဒီအလဲအချင်းကိုကျွန်မတိုင်းပြပေးမယ်ရှင်အချင်းကတိုင်းမယ်ဆိုရင်တော့တစ်လက်မလောက်ရှိပါမယ်ရှင်အဲဆိုရင်ဒီကိုလိုချင်တဲ့ locket နဲ့ဒီ site ကလေးနဲ့ပေါ့နော်အစင်ပြေးရလားမပြေးလားဆိုပြီးခံမှန်းလို့ရအောင်လို့ပါရှင်ကျွန်မလက်ထဲမှာဒီတိုင်းလေးအနီးကပ်ကလေးဆွဲပြထားတာဆိုတော့ရောက်လာမှကြီးရဲသေးတယ်နဲ့ဖြစ်မှာဆိုလို့အတိအကျလေးတိုင်းပြပေးတာပါရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber 3995551136ကနေတဆင့်မှာယူလို့ရပါတယ် screenshot လေးတော့ရိုက်ပြပေးပါရှင်အဲ့ဒီ locket ကလေးကတော့1000ခွဲချက်ပါရှင်ဒီအခုကင်ထားတဲ့ locket ကလေးဆိုရင်ဒါကကြတော့ဒီခရမ်းဆွဲ locket ပုံစံလေးပေါ့နော်သူကကြတော့နည်းနည်းကိတ်တဲ့ပုံစံပေါက်တယ်ဒီဟန်ထဲကြီးအကြီး locket ကိုမှကျိုးတုံနဲ့ဝစ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီ locket ကလေးယူပါရှင်ဘေးလေးကအနားလေးကွတ်ထားလေးရလဲတေးသေးတက်ခက်ကလေးကွတ်ထားတယ်ဒါလေးကအနောက်ဖက်ပါအနောက်ဖက်လေးကြည့်လို့ရအောင်နှံပြပေးတာပါရှင်လုံးဝခင်းစေးကိုမှဘယ်လိုပြောရမလဲအတွင်းလေးကအလေထိုင်လေးကတလုံးလေးကိုထိုင်ထားပြီးတော့ဘေးကကြတော့ဒီမိုးရေစက်ပုံဘဲဥပုံစံလေးပေါ့နော်ဘဲဥပုံစံလေးတွေနဲ့ဒီစီထားတယ်ဒါကတော့ locket အရှိလေးကျွန်မတိုင်းပြပေးထားတာပါရှင်ဒီဝယ်တဲ့သူတွေလည်းခံမှန်းလို့ရအောင်ကြည့်ရသိရလို့ဖြစ်မှာဆိုလို့ဒါကအချင်းကကြောင့်တလက်မှတ်ခွဲရှိပါတယ်ရှင်အဲဆိုရင်ကိုလိုချင်တဲ့ site ပုံစံလေးနဲ့ဒီမှာရှိတဲ့ site ပုံစံလေးနဲ့ဘယ်လောက်နေထားလဲဆိုပြီးတော့ခံမှန်းလို့ရအောင်လို့ပါရှင်အဲ locket ကလေးယူမယ်ဆိုရင်တော့ဒါလေးက3000ခွဲချက်ပါရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber 3995551136ကတစ်စစ်မှာယူလို့ရပါတယ်ရှင်နင်ဂျာပန်ရောက်တဲ့မြို့တိုင်းကိုကျမတို့ကအင်ရောက်ငွေချေပို့ပေးပါတယ်ရှင်ဒီပုံလေးကိုတော့ screenshot လေးရိုက်ပြီးတော့မှာပေးပါနော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ပို့တာလေးနဲ့လိုချင်တာလေးနဲ့တစ်ထပ်ထဲကြအောင်လို့ပါရှင်ဒါလေးကနောက်ထပ်ပြမဲ့ locket ကလေးကကြတော့မြာစိမ်း locket ကလေးပါသူကမြာစိမ်းကြီးပဲတော့မဟုတ်ဘူးဘေးကစိန်လေးတွေခြံထားတယ်ပေါ့နော်စိန်လေးတွေကလည်းလုံးဝဖိတ်ထောက်ကလေးပါရှင်အတွင်းထဲကမြာစိမ်းအလုံးအဝိုင်းကိုအထိုင်တည်ထားတယ်ပြီးတော့ဘေးကဘဲဥဝိုင်းပုံစံလေးနဲ့ပေါ့နော်အဲကြားထဲမှာကစိန်လေးတွေမြုပ်ထားတယ်နောက်ဆုံးကြတော့ဘယ်လိုပုံစံလေးဆိုတော့မိုးရေဆက်မြာစိမ်းလေးတွေနဲ့ပြန်ပြီးတော့ဒီအနားကိုပိတ်ထားပေးတယ်ပေါ့ရှင်ဒီ locket ကလေးယူမယ်ဆိုရင်လည်းဒါက3000ခွဲချက်ပါရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber တစ်ဆင့်မှာယူလို့ရပါတယ်ကျမတို့ screenshot လေးရိုက်ပြီးတော့မှာပေးပါရှင်သူကဘေးထောင်လေးတွေဆိုတော့စက်တခံပုံစံလေးတော့ပေါက်တယ်ပေါ့နော်စက်တခံပုံစံလေးဒါခံမှန်းလို့ရအောင်ကျမလှမ်းပြီးတော့တိုင်းပြပေးမယ်ရှင်တလက်မခွဲဒီအလဲအချင်းကနေတိုင်းမယ်ဆိုရင်တလက်မခွဲရှိပါတယ်ရှင်အဲဒီခေါင်းကနေပြီးတော့ဂျိတ်ကနေပြီးတော့ locket ဂျိတ်ခေါင်းကနေတိုင်းပြမယ်ဆိုရင်တော့နှစ်လက်မတော့ရှိပါတယ်ရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber ကနေတစ်ဆင့်မှာယူပေးပါရှင်နောက်ထပ်ကိုလိုချင်တာလေးရှိရေးပြစီချင်တာလေးရှင်လဲ comment လေးကနေမှန်သွားခဲ့လို့ရပါတယ်ရှင်နင်ဂျာပန်ရောက်တဲ့မြို့တိုင်းကိုကျွန်မအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်ဒလီကတွေပါကြီးကြိုးလွှဲစရာမလိုပါဘူးရှင်နောက်ထပ်ပြမဲ့ဒီ locket ကလေးကကြတော့နီလာပြလေးပေါ့နော်သူကကြတော့ဒီဇိုင်းလေးကအစမ်းလေးတရိကန်ပုံစံလေးပေါ့နော်ဒါလေးကကြတော့အစမ်းလေးဝစ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေရဲ့ရှင်အရင်ဆက်ဆန်းပြဝေးရမှာရှက်တက်တဲ့သူဆိုရင်တော့ဒါလေးကအဆင်မပြေဘူးဆက်ဆန်းပြဝေးရတာကိုလုံးဝ crazy ဖြစ်တဲ့သူအတွက်ဆိုရင်တော့ဒါလေးကအဆင်ပြေပါတယ်ရှင်နီလာပြလေးပါရှင်နီလာပြလေးကိုတလုံးချင်းစီကိုလုံးဝစီလေးနဲ့တရိကန်ပုံစံလေးလုပ်ထားတာပါရှင်ဒါလေးကကြတော့ကျွန်မတိုင်းပြပေးထားတာပါနှစ်လက်မှရှိပါတယ်သူရဲ့ဒီအောက်ပိုင်းကကြတော့တလက်မခွဲရှိပါတယ်ရှင်ဒါလေးပုံစံလေးကိုခံမှန်းလို့ရအောင်ကိုဆွဲမယ်ဆိုရင်လည်းဘယ်လောက်ရှိလဲဆိုတာကိုခံမှန်းလို့ရအောင်လို့တိုင်းပြပေးတာပါရှင်အနောက်ဘက်ပုံစံလေးလည်းပြပေးပါမယ်ရှင်ဒါအနောက်ဘက်ပုံစံလေးပါရှင်ဒီ locket ကလေးကတော့26,500ကျပ်ပါရှင်
ဒီနောက်ထပ်ပြမယ်ဒါလေးကကြတော့စိန်လော့ကတ်ကလေးပါရှင်လုံးဝစိန်ပွင့်လေးကိုဆန်းဆန်းလေးပုံဖော်ထားတာလိုချင်တဲ့သူအတွက်ဆိုရင်တော့ဒါလေးယူလိုက်ပါရှင်ဒါလေးကလုံးဝဆန်းဆန်းလှလှလေးပါရှင်စိန်လေးကလည်းလုံးဝဖိတ်ဖိတ်ထောက်ကလေးပုံထဲမှာမြင်တဲ့အတိုင်းပါပဲရှင်ကျွန်မတခြားလေးပြပေးပါမယ်လော့ကတ်ရဲ့အနောက်ပုံလေးလည်းကျွန်မပြပေးမယ်ရှင်ဒါလေးကအနောက်ပုံလေးပါလော့ကတ် site ကလေးဘယ်လောက်ရှိလဲတိုင်းပြပေးပါမယ်ရှင်နှစ်လက်မပေါ့နော်နှစ်လက်မဝင်ခြင်းနှစ်လက်မအတီပေါ့နော်နှစ်လက်မပြေဖို့တစ်စိတ်လို့ပုံစံပေါ့နော်နှစ်လက်မပဲပေါ့နှစ်လက်မရှိပါတယ်ရှင်ဒါလေးကတော့2100ကျပ်ပါရှင်မှာယူခြင်းနဲ့ဆိုရင်တော့ Viber 3ညကို452551136ကနေတစ်ဆင့် screenshot လေးရိုက်ပြီးတော့မှာယူလို့ရပါတယ်ရှင်။အင်ဂျပန်ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်။ညာစိမ်းလေးလဲလိုချင်တယ်လုံးဝသူများနဲ့မတူတဲ့ဒီဇိုင်းဆန်းဆန်းလေးလိုချင်တယ်ဆိုရင်တော့ညာစိမ်းတွဲလောင်းလေးကိုယူပါရှင်ညာစိမ်းတွဲလောင်းဒါလေးက locket ကလေးပါညာစိမ်းတွဲလောင်း locket ကလေးကတော့26500ကျပ်ပါရှင်သူကညာစိမ်းကိုပေါ့မိုးရီဇက်ပုံစံလေးနဲ့ပေါ့နော်အနားလေးကွတ်ထားလေးကလည်းလုံးဝတိတိတက်တက်ကလေးပဲမိုးရီဇက်ပုံစံကိုမှဒီတွဲလောင်းလေးလောက်ထားတာပေါ့ရှင်3တန်းပေါ့နော်3တန်းတွဲလောင်းလေးလောက်ထားတယ်ဒါကကြတွဲလောင်းလေးရဲ့အရှိပေါ့နော်3လက်မပြေဖို့တစ်စိတ်လိုမယ်ရှင်ဒါလေးလိုချင်နေဆိုရင် Viber 39ကို452551136ကနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင်ဒီချာလေးကြည့်လို့ရအောင်ကျွန်မဒီချာလေးပြပေးမယ်ရှင်ဒီအနောက်ဘက်ပုံစံလေးကိုလည်းတစ်ချက်ပြပေးပါမယ်ရှင်ဒါလေးကတော့အနောက်ဘက်ပုံစံလေးပါကိုပေါက်ကလေးလောက်ထားပါတယ်ရှင်နောက်ထပ်လိုချင်တာလေးရှင်ပြစီချင်တာလေးရှင်ကွန်မန့်မှာတစ်ဆင့်မှန်းခဲ့လို့ရပါတယ်ရှင်ဒီမှာရှာပြီးတော့ပြန်ပြပေးပါမယ်ရှင်နောက်ထပ်စိန်လော့ကတ်ကလေးထပ်ပြပေးမယ်ရှင်ဒါလေးကတော့စိန်လော့ကတ်ကလေးပါရှင်စိန်လော့ကတ်ကလေးကိုမှလုံးဝဘလို့ဖတ်ထုတ်ဆန်ဆန်လေးပေါ့နော်အဲ့လိုပုံစံမျိုးလေးပါဒီချာလေးကျွန်မဒီချာလေးရိုက်ပြပေးမယ်ရှင်ဒါလေးယူမယ်ဆိုရင်တော့2100ကျပ်ပါရှင်သူကကြတော့စိန်ပွင့်နေကြည့်ပဲဟိုမှာရွှေလေးနဲ့ကွတ်ထားတာပုံစံမျိုးလေးပါရှင်အနောက်ဘက်ကိုလည်းတစ်ချက်ပြပေးမယ်ရှင်အနောက်ဘက်လေးကြည့်လို့ရအောင်လို့ပါဟုတ်တိုင်းပြပေးပါမယ်ဒါလေးကအလေအချင်းကနေတိုင်းမယ်ဆိုရင်တစ်လက်မရှိပါတယ်သူ့ရဲ့လောကတ်အရှိလေးဘယ်လောက်ရှိမလဲဆိုရင်တိုင်းပြပေးမယ်ရှင်နှစ်လက်မပေါ့နော်နှစ်လက်မတော့မပြေဘူးရှင်နှစ်လက်မနီးပါပဲအဲဆိုရင်ဒီဝယ်တဲ့သူတွေက customer တွေကပေါ့နော်ကိုလိုချင်တဲ့ကိုကဒီ locker ကလေးကိုကြိုက်တယ် site ကဘယ်လောက်ရှိလဲကြီးရသေးတယ်ဆိုတာလေးကို comment လို့ရအောင်ကျွန်မအတိုင်းပြပေးတာပါရှင်မှာယူချင်တယ်ဆိုရင်တော့ Viber ကနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင် screenshot လေးတော့ရိုက်ပေးပါရှင်ကျွန်မပုံလေးတွေပို့တာလေးနဲ့မှားမှာဆိုလို့ပါရှင်ဒါလေးကတော့ဒီနဝရက်ပဲပြောပေါ့နော်တချို့ကနဝရက်လို့ခေါ်ကြတယ်တချို့ကကြောက်ရုံစုံ locker ကလေးကိုစိန်ကွတ်ထားတာလို့လည်းပြောကြလို့ရပါတယ်ဒီဟာလေးကလည်းကြောက်ရုံစုံ locker ကလေးကိုပေါ့နော်စိန်ကွတ်ထားတာအလဲမားကြတော့သူကခါးနဲ့အကြီးကိုအထိုင်တည်ထားပြီးတော့ညာစိမ်းတွေပါမယ်ခရမ်းဆွဲတွေပါမယ်ပြောင်ကောင်းစိမ်းတွေပါမယ်ပေါ့နော်အဲ့ဒါလေးတွေပါပါမယ်ရှင်ဘေးကလုံးဝစိမ်းလေးကဖိတ်တုံနေအောင်အရန်လှပါတယ်ရှင်ဘေးအနားလေးကိုကွတ်ထားတယ်မူးရီဆက်စတိုင်ပုံစံလေးပါရှင်ဒီ locker ကလေးကိုယူမယ်ဆိုရင်တော့26500ကျပ်ပါရှင်ဒါအရှိပုံနော်အနောက်ပုံလေးလည်းကျွန်မပြပေးမယ်ရှင်အနောက်ပုံလေးတခြားလေးကြည့်လို့ရအောင်လို့ပါရှင်တခြားလေးလည်းတိုင်းပြပေးမယ်ရှင်သူရဲ့အရှိဘယ်လောက်ရှိသလဲဆိုတာလေးကိုဒီနှစ်လက်မနည်းနည်းလေးကြော်တယ်ပေါ့ရှင်နှစ်လက်မနည်းနည်းကြော်တယ်မှာယူခြင်းနဲ့ဆိုရင်တော့ Viber 39ကို452551136ကနေတစ်ဆင့်မှာယူလို့ရပါတယ်အင်ဂျပန်ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်လူချင်တာလေးကို screenshot ရိုက်ပြီးတော့ကျွန်မစီမှာမှာယူလို့ရပါတယ်။အိုးလှလိုက်တာရှင်။ဒါလေးဟာကျတော့အစမ်းလေးရှင်။ဒါလေးကဟိုညာစိမ်းဟိုမှာသူကနော်ဘူးသီးပုံစံလေးပါရှင်။ဘူးသီးလေးလို့ပေါ့နော်။အတွင်းထဲကမိုးရီစက်ကလေးအထိုင်တည်ထားတယ်။ဘေးကဒီ
ညကွင်းပုံစံလေးနဲ့လှုပ်ထားပြီးတော့နောက်ထပ်မိုးရေစက်ကလေးနဲ့ပြန်ပြီးတော့အထိုင်ကွက်ထားတယ်။လှလိုက်တာအဲ့ဒါလေးမှာယူခြင်းနဲ့ဆိုရင် screenshot လေးရိုက်ပြီးတော့ကျမစီမှာ Viber 3995551136ကလေးမှာရှိလာမှာယူလို့ရပါတယ်ရှင်။ဘူးသီးပုံစံညာစိမ်း locket ကလေးပါရှင်။ဒါလေးယူမယ်ဆို29000ကျပ်ပါရှင်။ဒါလေးကျမအရှိလေးတိုင်းပြပေးတာပါရှင်။ခံမှန်းလို့ရအောင်လို့ပါ customer လေးတွေခံမှန်းလို့ရအောင်ကျမတိုင်းပြပေးတာပါရှင်။ screenshot လေးရိုက်ပြီးတော့ကျမစီမှာမှာယူလို့ရပါတယ်ရှင်။နင်ဂျာဘန်ရောက်တဲ့မျိုးတိုင်းအရောက်ငွေချေရပါတယ်ရှင်။အရန်လာတယ်ရှင်ကျမတေချာလေးအနီးကလေးဆွဲပြီးရိုက်ပြပေးတာပါဒါလေးကလုံးဝများစိမ့်လေးအရန်လှပါတယ်ရှင်လူချင်းနေဆိုရင် Viber ကနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင်ဒီထက်ကိုလိုချင်တာလေးရှိရင်လည်း comment မှာမှန်ခဲ့ပေးလို့ရပါတယ်ရှင်ညာစိမ့်လေးကိုမှလုံးဝနော်ဒီဇိုင်းဆန်ဆန်လေးဘူတီပုံစံလေးဝတ်ချင်နေဆိုရင်တော့ဒီ locket လေးကိုယူလိုက်ပါရှင်နောက်ထပ် locket ကလေးထပ်ပြပေးပါမယ်ရှင်နောက်ထပ် locket ကလေးကဒါ spinning locket ကလေးပါရှင်ဒါလေးယူမယ်ဆိုရင်တော့16500ကျပ်ပါရှင် spinning locket ကလေးပါသူကကြာရိုးရိုးရှင်းရှင်းလေးပဲရှင်ရိုးရိုးရှင်းရှင်းလေးဆိုတော့ဒီအလဲကဒီ spinning လေးပေါ့နော်တရားလေးကိုဘေးကနေကျမတို့ကဟိုစိန်သေးသေးလေးနဲ့ဒီဝင်းဟိုကွတ်ထားဘေးလေးကနေရန်ထားတဲ့ပုံစံမျိုးလေးပါရှင်သူ့ကိုလည်းခံမှန်းလို့ရအောင်ကျမတိုင်းပြပေးမယ်ရှင်တက်လက်မခွဲပေါ့နော်တက်လက်မခွဲလောက်တော့ရှိမယ်တွေ့ရရှိလေးရပေါ့တက်လက်မခွဲဆိုတော့ဒီကိုရှိကိုဝတ်မဲ့ဆွဲကြိုးလေးနဲ့ဒီပုံစံလေးနဲ့ဆိုပြီးတော့ခံမှန်းလို့ရတာပေါ့ရှင်ဒါလောက်ရှိကိုဝတ်မဲ့ဆွဲကြိုးလေးရဲ့ဒီ locket ရှိလေးကဘလောက်ဆိုတာလေးကိုခံမှန်းလို့ရရရှင်ကျွန်မအနိကလေးတေချာပြပေးမယ်ရှင်ဒီ spin နဲ့ပုံစံလေးကဘယ်လိုလေးလဲဆိုတာကိုလာရရှင်ဒါလေးကလူငယ်လေးနဲ့ဆန်နေပေါ့နော်လူငယ်ဆန်ဆန်လေး daily ဝတ်ချင်တဲ့သူတွေအတွက်ဆိုအဆင်ပြေရဒါလေးကအနောက်ဖက်ကလေးပြထားတာပါရှင်သူက daily ဝတ်မယ်ဆိုရင်တော့ဒါလေးကအဆင်ပြေရရှင်နော်အရင်ကြီးလဲဟိုရိုင်းနဲ့ထဲမပါဘူးဘာလို့ဆိုတော့သူ့ရဲ့ site ကလေးကပုံမှန် site လောက်ကလေးပဲဆိုတော့ဟိုလိုရှေ့မှာပြတယ်လို့အကိတ်ကြီးရလည်းမဟုတ်ဘူးဆိုတော့ daily ဝတ်တဲ့သူအတွက်အဆင်ပြေမယ်ရှင်ဒါနောက်ထပ်ဒါကြောက်ရောက်ဆုံးဘူးတွဲလောင်းပုံစံလေးပေါ့နော်ဆန်ဆန်လေးဝတ်ချင်တဲ့သူတွေကြောက်ရောင်စုံလဲဝတ်ချင်တဲ့တို့ locket ဆက်ဆန်လေးဒီဇိုင်းဆန်ဆန်ပုံစံလေးလဲဝတ်ချင်တယ်ဆိုရင်တော့ဒီ locket ကလေးကိုယူပါရှင်ဒီ locket ကလေးက26500ကျပ်ပါရှင်မှာယူခြင်းနဲ့ဆိုရင် Viber 3995551136ကတစ်စင်းမှာယူလို့ရပါတယ်ရှင်နင်ဂျာဘန်ရောက်တဲ့မျိုးတိုင်းကိုအေးရောက်ငွေချေပို့ပေးပါတယ်ရှင်သူကများစိမ့်နေပြောင်းကောင်းစိမ့်နေပြီးရင်ဘာတေးအောင်ဆိုတော့ခါးနက်တွေနီလာပြားတွေအဲ့ဒါလေးတွေကြောက်ရောင်စုံလေးတွေထည့်ပြီးတော့လောက်ထားတာ locket ကလေးပါရှင်ရမ်းလှရရှင်ပြင်မှာလည်းတော်တော်လှတယ်အနောက်ဘက်ကလေးပြပေးမယ်ရှင်အနောက်ဘက်ကလေးပုံစံလေးကအိုးပေါက်ပုံစံလေးပါရှင်သူ့အရှိလေးကိုလည်းကျွန်မပြပေးမယ်ရှင်ဝတ်တဲ့သူခံမှန်းလို့ရအောင်လို့ပါရှင်ဒီနှစ်လက်မခွဲတော့ရှိမယ်ရှင်သူ့ရဲ့အရှိလေးอ่ะဗောနော်ဂျိတ်ကောင်းကနေ locket ကောင်းကနေတိုင်းမယ်ဆိုရင်နှစ်လက်မခွဲရှိပါရဲ့ရှင်